Blistolingo Time Blistolingo Time ကနေ Day 3အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကတော့ထိုင်းစာမှာရှိတဲ့တရာစုစုပေါင်းက32လုံးရှိတယ်ပေါ့နော်သို့တော့အခုကအခြေခံတရာ9တွဲကိုအရင်စပြီးလေ့လာခြင်းနဲ့မစ်တုံပြီးကိုလုံးလေ့လာပြီးသွားပြီဆိုတော့လေအဲ့ဒီမစ်တုံပြီးကိုလုံးနဲ့ဒီတရာလေးတွေနဲ့တွဲလိုက်တဲ့အခါမှာအတိတ်ပဲရှိတဲ့စကလုံးလေးတွေကိုလေ့လာလို့ရသွားတာဖြစ်လို့မလို့ဒီတရလေးကိုကြားဖြတ်ပြီးလေ့လာလိုက်တယ်နော်တရတွေကိုတွဲပြီးဖတ်မယ်ဆိုလို့ရှိရင်တော့သူကတန်တူတရနဲ့တန်ရှည်တရဆိုပြီးတွဲပြီးဖတ်လေရှိတယ်တကယ်တမ်းလေ့လာတဲ့အခါကျရင်တော့တန်ရှည်တရကိုအရင်လေ့လာပြီးမှတန်တူတရကိုသွားကြမယ်နော်ဒါမဲ့အခုအတွဲလေးတွေတိုင်းဖတ်ပြမယ်နော်တန်တူတရနဲ့တန်ရှည်တရဘာလို့ခွဲထားတာလဲဆိုတော့မမလို့ဆိုလို့ရှိရင်အောက်မြစ်အတန်မျိုးလေအရေးချအောက်ကမြင်အဆိုတဲ့အတန်မျိုးပေါ့ခရာအရဲ့အတန်မျိုးလဲဟုတ်တယ်သူကအတန်တူတယ်အတန်ရှည်တရကြတော့သူကလေကိုဝဝရှူပြီးမှအတန်ကိုဆွဲထုတ်ပြီးဆိုလေးရှိတယ်တန်တူတရဆိုဖို့ကြာချိန်ထက်စာရင်3ပြန်ကနေ4ပြန်ကြားတဲ့အထိဆိုလေးရှိတယ်ဥပမာပေါ့နော်တန်တိုတရကိုဆိုဖို့စက္ကန့်ဝက်လောက်ကြာတယ်ဆိုရင်ဒီတန်ရှည်တရကိုဆိုဖို့ဆိုရင်စက္ကန့်ဝက်4ခါလောက်ဆိုတော့2စက္ကန့်ကနေ3စက္ကန့်လောက်တော့ကြာမယ်ထင်တယ်အတွဲလိုက်ကလေးတွေတိုင်းဆိုကြည့်ရအောင်နော်အာအီဒီဆိုတဲ့အချိန်မှာသွားကလေးကိုစီထားမယ်နော်ဒီတခါဆိုတော့မှာကြတော့သူကနှကန်းလေးကိုခြုံပြီးဝိုင်းထားတယ်ဒီနောက်ဆုံးဆိုလိုက်တဲ့ကလည်းသွားစေပြီးဆိုမယ်နော်တန်ရှည်တရတွေကအားလုံးပေါင်း9လုံးရှိပါတယ်။သွားစီရတာ2တန်ပါတယ်နော်။ Long powers လို့ခေါ်တဲ့တန်ရှည်တရကအတန်ကိုဆွဲဆိုရတယ်။ဘီးနဲ့တွဲလိုက်လို့ရှိရင်သူကပုံမှန်အလဲတန်မစ်ထုံအတန်တိုင်းထွက်ရတယ်။ဗမာအတန်နဲ့ဆိုလို့ရှိရင်အာရေချဝေစာနှလုံးပေါက်ဆိုတဲ့အတန်မျိုးအလုံးကြီးတင်ဆန်ခတ်ဝေစာနှလုံးပေါက်ဆိုတဲ့အတန်မျိုးနှစ်ချောင်းငင်ဝေစာနှလုံးပေါက်ဆိုတဲ့အတန်မျိုးတွေထွက်တာဖြစ်တယ်။သူရှိမှထူချတာကတော့သွားကလေးစီပြီးထွက်တာလေးလည်းပါတယ်ပေါ့။ short vowels တွေဖြစ်တဲ့အတန်တိုတရတွေကတော့သူတို့ရဲ့အတန်လေးတွေကလက်ဖြောက်တစ်ချက်လောက်ဒီးတဲ့အချိန်လောက်ပဲကြာမယ်ဗမာစာမှာဆိုအောက်မြစ်တန်လေးတွေနဲ့တူတယ်ပေါ့နော်ဒီအတန်ကိုပြက်ပြက်သားသားဖြတ်ပြီးဆိုရတယ်ဘီးတွေနဲ့တွဲလိုက်တဲ့အခါကျရင်သူကအဲ့ဒီဘီးတွေရဲ့အတန်ကိုအတန်နှိမ့်ဖြစ်တဲ့လိုထုံးဘက်ကိုအလိုလျောက်ရောက်သွားအောင်ဆိုပေးလိုက်တယ်လို့ဖြစ်တယ်ဒီနေ့တရနဲ့တရအားနဲ့ကိုစပြီးလေ့လာမယ်ထိုင်းအတန်ရွယ်ဆိုရင်တော့စရအားပမာကတရအားနဲ့တရအားပေါ့အဲ့တော့ဘီးလေးလာခဲ့တော့ကကောကိုင်းကကောအဲ့ဒီကောလေးရဲ့အခုတန်ရှည်တရဖြစ်တဲ့အားတရနဲ့ပေါင်းမယ်နော်ကောနဲ့အားနဲ့ပေါင်းပါမယ်ပေါင်းလို့ဆိုတဲ့အခါမှာဘီးကအတန်တိုတယ်ကောဆိုလိုက်ရုံပါပဲတရတန်ကြတော့အဲ့ဒီဘီးတန်ထက်3ပြန်4ပြန်လောက်ပူပြီးအတန်ကိုရှေ့ပြီးဆိုမယ်ဒီလိုဆိုမယ်အဲ့တော့ကောကအဲ့ဒီလိုကောကလို့ဆိုလိုက်တဲ့အချိန်မှာကိုယ့်ရဲ့မျက်နှာအနေထားပါးစပ်အနေထားလေးကလေဘယ်လိုပုံဖြစ်နေမလဲဆိုရင်ရေပြင်းကြီးတိုင်းလေးပဲရှေ့တက်တဲ့လေးကိုပဲမေးစီလေးထိုးပြီးပြောလိုက်တယ်လို့ပဲပြောကြည့်ပါဦးကောကဟုတ်လာရင်မျက်နှာလေးကအရှိကိုကားဆိုပြီးတော့လေသွားတယ်လို့ပဲရှေ့တက်တဲ့လေးညီလေးတိုင်း
ရေပြင်းကြီးလေးတိုင်းထွက်သွားတဲ့အတန်လေးကနော်ဒါကြောင့်ဒါလေးကမစ်ထုံးဟုတ်တဲ့ပုံမှန်အတန်လေးတိုင်းပဲထွက်လာတယ်အဲ့ဒီကောကာဆိုတာကြီးကန်းဟုတ်တယ်နောက်ထပ်လည်းမစ်ထုံးဖြီးတွေနဲ့ဒီအာတရနဲ့ကိုပေါင်းကြည့်လို့ရတယ်ပေါ့နော်အော်ပြီးနဲ့အာတရနဲ့ပေါင်းပါမယ်အော်အဲ့ဒါကအဖေဘက်ကဦးလေးအတော်ရီအငယ်ပေါ့နော်အဖေထက်အသက်ငယ်တဲ့ဦးလေးအတော်ရီကိုခေါ်တာဖြစ်ပါတယ်ဒေးဖိုးမှာဆက်ဆောင်ကြမယ်နော်ဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်